ချို့ပြေးပွဲတွေကအားကစားကွင်းတွေမှာစတင်ခဲ့တာမဟုတ်ဘူး။သမီးဟဲ့ဒီလေးပြေးပေးပါဦး။ဟုတ်ကဲ့မေတစုံတစ်ယောက်ကမင်းကိုအလိုအဆုံးချိန်မှာစတင်တာမျိုးပါဒီမှာချွတ်ချွတ်များလို့ရည်ရဆုံး Riot အကောင်းဆုံး